ဒီနေ့ညကတော့ညစာကိုထောက်ပတ်တီခောက်ပြီးတော့စားပါမယ်ဒါကတော့မိရဲ့ကျွတ်သွန်နီနဲ့နေပါနာအောင်လို့တခြားဆေးထားပါတယ်ထောက်ပတ်တီခွဲရင်လည်းဒီလိုအောင်လိုက်ခွဲရလားဒီလိုအလျားလိုက်မလေးဒီလိုအလျားလိုက်ခွဲကြလားဘယ်ဟာမှန်းလဲတော့မသိဘူးဆိုတော့အစင်ပြေသလိုပဲခွဲလိုက်မယ်နော်တော့ခုလုံးခွဲပြီးတော့ပါပြီဒီပကံလေးယူလာရင်စတော့ပါဒီထောပတ်တီရဲ့အရာတာကရေမဆေးထားတဲ့တစုံတရာရဲ့အရာတာနဲ့တူတယ်လို့ဘယ်သူကပြောလိုက်တာလဲတော့မသိဘူးဒါပေမဲ့သူကတော့ဒီထောပတ်တီရဲ့အရာတာအဲ့လိုပြောလဲစိတ်မပြတ်ပါအမြဲစားချင်နေပါတယ်ထောပတ်တီကတော့ဘလို့နေကိုကြိုက်တယ်တနေ့ညတော့ဆိုတော့အမြန်ထောပတ်တီဖြော်ရည်အဲ့လိုမျိုးပဲမှာတော့ဖြစ်တယ်ထောပတ်တီတောက်ချင်လို့ဆိုရင်ဖားတောက်လဲဆိုတော့မတ်ချတောက်ပါတယ်နန်တော်ဆိုင်ကြီးလို့ဖြစ်နေတာပါနော်တကယ်လေဒီထောပတ်တီတို့မတ်ချတို့တောက်ပြီးတော့လို့ရှင်ရရဲ့ခံစားချက်ကလုံးဝတော့တဲ့ရောက်သွားတယ်လုံးဝလန်းဆန်းသွားတဲ့အနံ့နဲ့အရာတာကိုခံစားရရဲလို့ထင်တယ်မစိုးကတော့လို့ခံစားရရဲပေါ့နော်ရှားတွေတော့မသိအဲ့စပွဲပေးသွားညာစပွဲပေးရှူလာမီရဲ့ပကံတေးသွားရလားမသိလန်းလာထပ်ပတ်တီရတော့ရလာပါပြီရှင်ဆိုတော့နှုတ်မုံထည့်ပါမယ်နှုတ်မုံက3ထုတ်တော့ဝယ်ထားတယ်2ထုတ်လောက်နဲ့ပဲရမယ်ထင်တယ်နှုတ်မုံတော့ထည့်ပြီးတော့ပါပြီဆိုတော့ခလောက်ပါမယ်ဒီညမှာအချိုကြိုက်တဲ့သူတွေကတော့တကြားထည့်ပြီးတော့စားလို့ရတယ်သူကတော့အစိမ့်ရတာပတ်သွားတာကိုကြိုက်တာဆိုတော့ခါကျတော့တကြားမထည့်တော့ပါဘူးနှုတ်မုံထည့်အောင်များတော့ရလားမသိဘူးနည်းနည်းဖွေးလေးရှင်တိုင်းထုတ်ပတ်ဒီအစိမ့်အောင်တော့တိတ်မပေါက်တော့ထုတ်ပတ်ဒီပြင်းနေတာပဲလုံးဝထုတ်ပတ်ဒီဖြော်ရည်လို့ပါလို့ဆိုလို့ရှိရင်ကွာရေးပါရေးအဖြော်တကြားရည်ပါရောသေးရပါတော့ဒါကလုံးဝငါတကောနွားနိုးနဲ့ထုတ်ပတ်ဒီပဲပါဆိုလုံးဝအဲ့ဒါတော့ပြင်းနေဤဆောင်နေပဲအနောက်မရောက်လာပြီဆိုတော့ထုတ်ပတ်ဒီကလည်းပေါ်လာပြီဆိုတော့ကိုယ်တိုင်အိမ်မှာခုလိုပဲခောက်ပြီးတော့လှုပ်ရှားကြည့်ကြပါလောကလည်းအရန်လွယ်ပြီးစားလို့လည်းအရန်ကောင်းပါတယ်ဆိုဒီနေ့ဗီဒီယိုလောက်ပါပဲဘိုင်ဘိုင်